ရှင်မဖြူကျိန်စာသင့်ဘီဂန်ရှိတ်ဟာစီနာဝါစစ်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာရဲ့အကြောင်းကိုချေမြင့်မြင့်သူသေသနာပြုတင်ဆက်လိုက်တဲ့ပထမပိုင်းပြီးဆုံးသွားတဲ့အခါမှာယခုအချိန်မှာရှိတ်ဟာစီနာဝါစစ်ရဲ့အကြောင်းဒုတိယပိုင်းကိုဆက်ပြောမှာဖြစ်ပါတယ်။ခေါင်းစဉ်ကတော့အရှိနဲ့အနောက်ကြားကကစားသမားကောင်းဟာစီနာအမေရိကန်လူချင်းနဲ့စိတ်မာတင်ကျွန်းပေးရင်ဝန်ကြီးချုပ်ယာရုမှာဆက်ရှိနေမှာဖြစ်ကြောင်းဟာစီနာပြောစိတ်မာတင်ကျွန်းဆိုတာပြီးခဲ့တဲ့ဇနစ်တာကာလအတွင်းမှာမြန်မာနိုင်ငံပိုင်ရှင်မဖြူကျွန်းဖြစ်ပါတယ်အခုရှင်မဖြူကျွန်းကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသို့နိုင်ငံတကာရေချောင်းပိုင်နဲ့ခုံရုံးမော်ကနေပြီးတော့မြန်မာအရှုံးခံပြီးပေးလဲရတာဖြစ်ပါတယ်အမေရိကန်လူချင်းနဲ့စိတ်မာတင်ကျွန်းပေးလိုက်ရင်လွှမ်းမိုးခွင့်အမေရိကန်တို့ပေးလိုက်ရင်ကျမအနေနဲ့အာဏာဆက်ရှိနေမှာဖြစ်ပါတယ်။လက်ချက်အခြေခံဝါဒီတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုကိုမခံကြပါနဲ့လို့ကျမဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုကျမတောင်းပန်ပါတယ်လို့ဟာစီနာရဲ့မပြောဖြစ်ခဲ့တဲ့မိန့်ခွန်းတွေကစကားတွေကိုမီဒီယာတွေမှာဖော်ပြထားလာပါတယ်။ကျမသာတိုင်းပြည်မှာဆက်နေခဲ့မယ်ဆိုရင်အသက်တွေပိုပြီးဆုံးရှုံးလာမှာဖြစ်လို့ရင်းမြစ်တွေပိုပြီးဖျက်ဆီးခံရမှာဆိုလို့ကျမတိုင်းပြည်ကထွက်ခွာသွားဖို့အလွန်ခက်ခဲပင်ပန်းစွာဆုံးဖြတ်ချက်ချခဲ့ရပါတယ်။ပြည်သူတွေရွေးချယ်လို့ကျမခေါင်းဆောင်ဖြစ်လာခဲ့ရတာပါ။ပြည်သူတွေဟာကျမရဲ့အင်အားပါပဲလို့ဟာစီနာကဘင်္ဂလားဒေ့ရှ်ပြည်သူများတို့နောက်ဆုံးနှုတ်ဆက်စကားလဲတတိယစရာပြောခဲ့ပါတယ်။၎င်းရဲ့အစိုးရကိုဖြုတ်ချဖို့ရှုပ်ဝဲပူးပေါင်းကြံစည်နေပြီးလူဖြူအုပ်စုတစုဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင်ဘက်မှာခရစ်ယာန်နိုင်ငံတစ်နိုင်ငံထီထောင်ဖို့ကြိုးပမ်းနေကြောင်း2024ခုနှစ်မေလအတွင်းကဟာစီနာပြောခဲ့ပါတယ်။၎င်းအနေနဲ့နိုင်ငံတစ်နိုင်ငံကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလေတပ်အခြေစိုက်စခန်းတူတိစောက်ခွင့်ပေးလိုက်ရင်ဘာပြဿနာမှကြုံရမှာမဟုတ်ကြောင်းဟာစီနာကပြောပါတယ်။အနောက်ပါကစ္စတန်နိုင်ငံနဲ့အရှေ့ပါကစ္စတန်နိုင်ငံဆိုပြီးတော့နိုင်ငံနှစ်ခုကိုအိန္ဒိယတိုက်ကြီးကိုခွဲပြီးတော့ဗြိတိရှတို့လွတ်လပ်ရေးပေးခဲ့တဲ့အကျိုးဆက်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပေါ်လာဖို့အသက်နဲ့ပေးခဲ့ရတဲ့ဘင်္ဂလီမျိုးချစ်ဗုဒ္ဓဘိဟိနီမျိုးချစ်တပ်မတော်သားများနဲ့လွတ်လပ်ရေးစစ်ပွဲကာလစမှုထောင်တွေရဲ့သားသမီးတွေကိုအလုတ်ကင်ခွဲတန်းတွေချပေးခဲ့တာကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ဆန္ဒပြပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလူပေါင်း400ကျော်သေဆုံးခဲ့ပြီးရှိတ်ဟာစီနာနိုင်ငံတွင်းကနေထွက်ပြေးခဲ့ရပါတယ်။လက်ရှိဘင်္ဂလားဒေ့ရှ်လူထုကတော့အနောက်ပိုင်းဝနေတဲ့လူငယ်များကြားမှာဟာစီနာဟာလူဆိုးကြီးတယောက်ဖြစ်ပုံဖော်လာတာကိုတွေ့ရပြီးတော့စာရေးသူအများဆိုတော့အရှင်းနောက်ကဆရာကြီးများကိုအလွန်လက်ပြားနိုင်တဲ့မြစ်လက်ပေါင်းစုံနဲ့ပြနိုင်တဲ့ဟာစီနာလို့စာရေးသူကတော့နာမည်ပေးလိုက်ပါဒီနေရာမှာသူ့ရဲ့အဖော်ပြခွဲတဲ့မိန့်ခွန်းတွေကအဓိကကျတဲ့စာသားတစ်ခုကိုထပ်မံဖတ်ပြမှာဖြစ်ပါတယ်။အမေရိကန်တို့လိုချင်တဲ့ရှင်မဖြူကျွန်းကိုပေးပြီးကျမလွှမ်းမိုးခွင့်ပေးလိုက်မယ်ဆိုရင်ကျမအနေနဲ့အာဏာဆက်ရှိနေမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဟောင်းရှိတ်ဟာစီနာရင်ထဲကမိန့်ခွန်းစကားတချို့ဖြစ်ပါတယ်။သမိုင်းထဲကရှင်မဖြူသည်ရာဇဝင်ရှိခဲ့တယ်1824ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပွဲမတိုင်ခင်ကဗမာလူမျိုးတို့ပိုင်တဲ့ရှင်မဖြူခစိတ်မာတင်ကျွန်းခအုံကျွန်းပြဿနာမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ဟိုသူပိုင်ကိုပိုင်အငင်းပွားပြီးမြန်မာတို့စိတ်မာတင်ကျွန်းအုံကျွန်းကိုလက်လွတ်ဆုံးရှုံးခဲ့ရခြင်းသည်လွန်ခဲ့သည့်အရသာအစိုးရခေတ်မှလက်တလောဆယ်စုနှစ်ဖြစ်စဉ်စာကိုဖော်ပြရတော့ဘင်္ဂလားဒေ့ရှ်အော်တွင်းရှိမှစိတ်မာတင်ကျွန်းအနောက်ဘက်ရေမိုင်90ခန့်နဲ့တောင်ကိုရီးယားဒေဝူကုမ္ပဏီအနေဖြင့်နိုင်ငံတော်အေဂျင့်သားနဲ့တရားရေးအစိုးရနဲ့သဘောတူပူးပေါင်းကဟိုက်ဒရိုကာဗွန်ရှာဖွေရေးလုပ်ကိုင်ခဲ့ပါတယ်။မြန်မာတပ်မတော်ရေတပ်စင်သဘော2စီးနဲ့ထိုကဲ့သို့ရှာဖွေရေးလုပ်ငန်းကိုကာကွယ်ပေးခဲ့တယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း၎င်းတို့ပိုင်ကြီးဆိုတာထိုနေရာသို့ရေတပ်စစ်သင်္ဘော4စီးလွှတ်လိုက်ပြန်တယ်။
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကိုရှင်မဖြူကျွန်းကစိတ်မာတင်ကျွန်းကအုံကျွန်းရှိရသူသူပိုင်ကိုယ်ပိုင်ငင်းကုန်ကြပြီးစစ်ရေးလည်းတင်းမာလာတယ်2008ခုနှစ်အောက်တိုဘာလမှာဒုတိယဗိုလ်ချုပ်ကြီးမောင်အေးသည်ရခိုင်ပြည်နယ်မြောက်ပိုင်းသို့သွားရောက်စစ်ဆေးခဲ့ပြီးလိုအပ်ပါကတိုက်မိန်ကိုထုတ်ပြန်ထားခဲ့တဲ့နေရာဖြစ်ပါတယ်2008ခုနှစ်နိုဝင်ဘာ16ရက်19ရက်၌နိုင်ငံအစိုးရအဖွဲ့ကိုယ်စားလှယ်များညှိနှိုင်းတော်လဲမပြေလည်ပဲအစည်းအဝေးပဲပြတ်သွားပါတယ်သို့သောတရုတ်နိုင်ငံအကြားဝင်ပြီးနိုင်ငံတအားလုံးကိုစုပ်ကိုင်းခဲ့ပါတယ်တရုတ်ကဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးတော့ရေပိုင်တဲ့ကိစ္စမှာအာမခံချက်ပေးခဲ့ပါတယ်သဘာဝဓာတ်ငွေရှာဖွေရေးအတွက်ဘင်္ဂလားဒေ့ရှ်ကတရုတ်ကိုခွင့်ပြုပေးခဲ့တဲ့ထို့ပြင်စစ်တကောင်းစိတ်ကမ်း၌တရုတ်ရေတပ်သင်္ဘောများကိုပါစိုက်ကပ်ခွင့်ပြုခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အာစီနာသည်မြန်မာတပ်မတော်ရေတပ်ဆုတ်ခွာသွားပြီးနောက်တရုတ်အစိုးရလမ်းညွှန်ချက်အတိုင်းအချိန်မဆိုင်တော့ပဲတစ်ဖက်အတွင်းရှင်မဖြူခစိတ်မာတင်ကျွန်းအုံကျွန်းကို၎င်းတို့ပိုင်ကြောင်းနယ်သာလန်နိုင်ငံနဲ့ဖွင့်လှစ်ထားသည့်နိုင်ငံတကာရေပိုင်နက်ဆိုင်ရာခုံရုံးတို့ဟိတ်တို့ဥတိုက်လျှောက်ထားခဲ့ပါတယ်။ကမ်းဦးရေရိမ်မဲမှာရေမိုင်နေရာထိတိုင်းတာရမှာတာမနယ်ပွိုင်းကိုနိုင်ငံနယ်နိမိတ်ထိစပ်သည့်နေရာတွင်တိုင်းတာရခြင်းဖြစ်ပြီးဘင်္ဂလားဒေ့ရှ်ဆိုရသည်2009ခုနှစ်မှစတင်၍ The Hague နယ်သာလန်နိုင်ငံရုံးချင်းသို့ပုံမှန်တက်ပြီးရင်းတို့ဖြစ်စေခြင်းတဲ့အချိန်နောက်ဖန်တီးနိုင်ခဲ့ပြန်တော့မိမိတို့ရွှေမာများကတုတ်မှမလုံနိုင်သေးပါ International အမြင်ကိုလည်းနားမလည်ကြထိုစဉ်ကမြန်မာတို့ရွာလည်နေတော့ပေါ့မြန်မာအစိုးရကိုယ်စားလှယ်ဖြစ်တပ်မတော်ရေဒုတိယဗိုလ်ချုပ်ကြီးသူရသက်ဆွေနဲ့တာမတ်ကြီးဦးမျိုးမြင့်တန်းတို့ပါဝင်ပြီးဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စားလှယ်ဖြစ်မရမာလူမျိုးဗိုလ်ချုပ်ဟာဘစ်နဲ့စီဦးစီးချုပ်ဗိုလ်ချုပ်ဦးတင်တို့ပါဝင်ခဲ့ပါတယ်မရမာလူမျိုးဆိုတာဘင်္ဂလီလူမျိုးမဟုတ်ပါဘူးဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်မြောက်ပိုင်းအစပ်မှာရှိခဲ့တဲ့မြန်မာနိုင်ငံထဲမှာလည်းရှိနေတဲ့လူမျိုးဖြစ်ပါတယ်မျိုးနဲ့မရမာတို့ဟာဘင်္ဂလီလူမျိုးစုများအကြားမှာစစ်ဗိုလ်ချုပ်အဆင့်ဒီပေးထားခြင်းခံရတဲ့လောက်စားရတဲ့တိုင်းရင်းသားတစ်မျိုးဖြစ်နေပါတယ်2012ခုနှစ်မတ်လ14ရက်ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်16ရက်အလိုနိုင်ငံတကာရေပိုင်တဲ့ဆိုင်ရာခုံရုံးကရှင်မဖြူခစိတ်မာတင်ညို့ကအုံကျုံကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဟာအနိုင်ပေးအပိုင်ပေးခဲ့ပါတော့တယ်ဒေါ်စုလည်းနိုင်ငံရေးအမြင်ပထဝီနိုင်ငံရေးအမြင်တတိထားမိပုံပေါ်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်ထိုရေးခေတ်မှာအစဆုံးပါဝင်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးငိမ့်သူရသက်ဆွေသည်ကိုကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သူ၏ကိုရဲ့ Facebook စာမျက်နှာထက်၌win-win situation ကိုရေးခဲ့ပါတယ်အာစီနာပြောခဲ့သည့်လက်တော်ရှင်ယူကျွန်းရင်ကညမှာဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အောင်ရှိတ်အာစီနာသည်အမေရိကန်ကိုအကြီးအကျယ်ဆွဲချက်တင်ထားသည့်အတိုင်းဘင်္ဂလားပင်လယ်အော်တွင်မဟာဗျူဟာမြောက်တည်ရှိနေသည့်ရှင်မဖြူခေါ်စိတ်မာတင်ကျွန်းသည်အမေရိကန်ရေတပ်စခန်းချရန်ဆွဲဆောင်မှုရှိသောမြို့တစ်ခုဖြစ်လာပါတယ်သူမ၏ဝန်ကြီးချုပ်ရာထူးနှုတ်ထွက်ပြီးရက်နေငယ်ကြာမှာ HPN ရှိတ်ဟာစီနာဒီအမေရိကန်ပြည်တော်စု၏သူ့ပေါ်ချင်းကပ်ပြအားပေးသည့်လှုပ်ဝက်ချက်တို့ဖွင့်ချလိုက်ပါတယ်စိတ်မာတင်ကျွန်းသည်တင်းငယ်သောမြို့တစ်ခုဖြစ်တော်လဲပေါ်တူဂီနိုင်ငံရေးအနေအထားအရအလွန်ရေးကြီးတဲ့နေရာဖြစ်ပါတယ်ဗြိတိရှတို့မသိမ့်မဲ့ပြီးကရှင်မဖြူကျွန်းသည်မြန်မာပိုင်နေဖြစ်ပြီး၎င်းအချက်များတွင် Nicaraguan, Chinchilla, Colnati Drought, Karuchini Drought ဟုရည်ညွှန်းထားပါတယ်။အကျယ်3ကီလိုမီတာသာရှိပြီးဘင်္ဂလားဒေ့ရှ်ပင်လယ်အရှေ့မြောက်ပိုင်းနဲ့တည်ရှိတယ်။၎င်းသည် Cox's Bazar, Tenfack ကျွန်းဆွယ်၏အစွန်ဖျား9ကီလိုမီတာအကွာမှာတည်ရှိပါတယ်။ထိုကျွန်း၏စီးပွားရေးသည့်ကျွန်းသည်ငါးဖမ်းခြင်းစာသဘာစိုက်ပျိုးခြင်းအုံသီးစိုက်ပျိုးခြင်းပင်လယ်ရေမျောရိတ်သိမ်းခြင်းလုပ်ငန်းလုပ်ကိုင်သည့်ဒေသခံဘင်္ဂလီလူမျိုး3900ခန့်ကျွန်းပေါ်တွင်အခြေချပါတယ်။ထုတ်ကုန်အများစုကိုမြန်မာနိုင်ငံရခိုင်ပြည်နယ်သို့တင်ပို့ရောင်းချပါတယ်။ရှင်ဖြူကျွန်းကစိတ်မာတင်ပေါ်တွင်ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ကိုစိုးမိုးရန်မဟာဗျူဟာမြောက်အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုတည်ဆောက်ရန်အမေရိကန်တောင်းဆိုမှုအောင်ရခိုင်ကပြုလုပ်ခဲ့တဲ့ပတ်တမ်းရှိပါတယ်။ခါလီဒါဇီယာ၏ BNP ဘင်္ဂါလီအမျိုးသားပါတီသည်အမေရိကန်သို့ထိုကျွန်းကိုရောင်းရန်စီစဉ်ထားသည်ဟုဆွဆွဲခံရပူပါတယ်။သို့သောအိမ်ဖြူတော်ကရင်းပြောဆိုမှုများကိုဟာစီနာအရင်ကအာဏာရခဲ့သူဝန်ကြီးချုပ်ဟောင်းခါလီဒါဇီယာကလည်းအကြိမ်ကြိမ်ညှင်းဆိုခဲ့ပါတယ်။စစ်
စစ်တကောင်းမှာရှိတဲ့စိတ်မာတင်ကျွန်းမှာစစ်ရေးအခြေစိုက်စခန်းအမေရိကန်မရှိဘူးအမေရိကန်တမတ်မေရီပက်အင်တာပြောခဲ့ပါတယ်သူကအမေရိကန်ဒီဒါကာတဲ့မဟာဗျူဟာမြောက်ဒါကာတဲ့မဟာဗျူဟာမြောက်စစ်ရေးဆက်ဆံမှုစိတ်ဝင်စားကြောင်းအလေးပေးပြောဆိုခဲ့ပြီးကျွန်းဤခိုင်မာသောမဟာဗျူဟာမြောက်အားသာချက်ကိုရရှိထားပါတယ်စိတ်မာတင်ကျွန်းမှာစစ်ရေးရစစ်တပ်အခြေစိုက်စခန်းတစ်ခုအမေရိကန်တီထောင်မှာကတရုတ်နိုင်ငံသည်၎င်းတို့၏တရီပို့ဆောင်ရေးအတွက်အဓိကအသုံးပြုနေမလကာရေးလက်ကြားကိုချင်းချောက်မှုများအလိုလောက်ရောက်ရှိလာမယ်တရုတ်နိုင်ငံနဲ့မြန်မာလှုပ်ရှားမှုများသာမကမြန်မာနိုင်ငံရှိတရုတ်တို့၏ကြောက်ဖြူရေနက်စိတ်ကမ်းလှုပ်ဆောင်မှုများနဲ့ရေနံပိုက်လိုင်းကြီးစီမံကိန်းကိုလည်းအနီးကပ်စောင့်ကြည့်ရန်အမေရိကန်တို့တဲ့အခွင့်အာဏာမှာဖြစ်ပါတယ်အိန္ဒိယပစိဖိတ်သမုဒ္ဒရာများစွာတွင်တရုတ်သည်၎င်း၏လွှမ်းမိုးမှုအခိုင်အမာပြောဆိုခြင်းကြောင့်ဘေကျင်းတည်ရှိမှုကိုတံပြန်ရန်ခိုင်မာသောအခြေစိုက်စခန်းများအမေရိကန်အတွက်လိုအပ်လာခြင်းဖြစ်ပါတယ်စိတ်ဝင်စားစရာမှာဘင်္ဂလားဒေ့ရှ်သည်ရှင်မီကျွန်းပိုင်ဆိုင်မှုကိုတောင်းဆိုသောသမိုင်းမှတ်တမ်းရှိသည့်မြန်မာနိုင်ငံနဲ့နယ်စပ်နမ်းမြင့်ဝနှင့်တည်ရှိမှုသမားကိုပြန်လည်ကြည့်ရှုရန်လိုအပ်လာပြီဖြစ်ပါတယ်ဒီနေရာမှာရှင်မီကျင်းစာသည့်ရှိတ်ဟာစီနာဝါဇီအကြောင်းဒုတိယပိုင်းကိုခဏရပ်နားမှာဖြစ်ပါတယ်ဒီနေ့ဟာ2026ခုဖေဖော်ဝါရီလ17ရက်နေ့ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ဒီမှတ်တမ်းကိုဇင်းမြန်မာတည်င်းနေပညာပေးအစီအစဉ်အေဂျင်စီကနေပြီးတော့ထုတ်ဖော်တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်မူလစာရေးသူမှာ